ဂန္ဓမာရွက်ပြောက်ယောဂကာကွယ်ကုသနည်းများဂန္ဓမာပန်းဆိုင်တောင်သူများအနေဖြင့်ဆိုးသောမိုးရာသီနှင့်နှင်းကျသောဆောင်းဝင်ကာလများတွင်အဓိကကြုံတွေ့ရလေရှိသည့်ပြဿနာတစ်ခုမှာဂန္ဓမာရွက်ပြောက်ယောဂဖြစ်ပါသည်ဂန္ဓမာရွက်ပြောက်မှုယောဂသည်အပူချိန်15 ဒီစီမှ29 ဒီစီအတွင်းနှင့်စိုထိုင်းဆများသောအခြေအနေမျိုးတွင်အမြန်ဆန်ဆုံးကူးစက်ပြန့်ပွားနိုင်သောကြောင့်အထူးဂရုပြုကာကွယ်နှိမ်နင်းရန်လိုအပ်ပါသည်အထူးသဖြင့်ရာသီဥတုစိုထိုင်းဆမြင့်မားချိန်မိုးရွာသွန်းချိန်နှင်းကျချိန်သို့မဟုတ်ရေဖြန်းထားမှုကြောင့်အရွက်များအချိန်ကြာရှည်စွာဆူဆွတ်နေသည့်အခြေအနေများတွင်ယောဂကြားရောက်နိုင်ခြေအမြင့်မားဆုံးသို့ရောက်ရှိသွားနိုင်ပါသည်ဂန္ဓမာရွက်ပြောက်ယောဂသည်အပင်ကြီးထွားမှုအဆင့်တိုင်းတွင်ကြားရောက်နိုင်ပါသည်ယောဂလက္ခဏာများယောဂကိုစောစီးစွာသိရှိနိုင်ရန်အောက်ပါလက္ခဏာများကိုသတိပြုစစ်ဆေးသင့်ပါသည်အောက်ခြေမှစတင်ခြင်းယောဂသည်အပင်၏အောက်ခြေရှိရင့်နေသောအရွက်များတွင်စတင်ဖြစ်ပေါ်လေရှိပြီးတဖြည်းဖြည်းအထက်ပိုင်းသို့ကူးစက်သွားသည်အရွက်ပြောင်များအရွက်ပေါ်တွင်အညိုရောင်သို့မဟုတ်အမဲရောင်အပြောက်ငယ်လေးများစတင်ပေါ်လာသည်နောက်ပိုင်းတွင်အဆိုပါအပြောက်များကြီးလာပြီးပေါင်းဆက်သွားတတ်သည်အရွက်ကြွေခြင်းယောဂပြင်းထန်လာပါကအရွက်တစ်ခုလုံးဝါချောက်သွားကအပင်မှအလွယ်တကူကြွေကျသွားတတ်ပြီးအပင်၏ကြီးထွားမှုနှင့်ပန်းပွင့်ထွက်ရှိမှုကိုများစွာထိခိုက်စေပါသည်ကြိုတင်ကာကွယ်နည်းများမိုးယောဂများသည်ဖြစ်ပွားပြီးမှကုသခြင်းထက်မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းကပိုမိုထိရောက်ပါသည်စိုက်ခင်းတန့်ရှင်းရေးယောဂကြားရောက်နေသောအရွက်များနှင့်မြေပေါ်သို့ကြွေကျနေသောအရွက်ချောက်များကိုစုစည်း၍မီးရှို့ဖျက်ဆီးပါမိုးစပိုးများသည်မြေကြီးထဲရှိတရွက်ဆွေးများပေါ်တွင်ခိုအောင်နေနိုင်သောကြောင့်စိုက်ခင်းကိုအမြဲတန့်ရှင်းနေစေရန်အရေးကြီးပါသည်လေဝင်လေထွက်ကောင်းစေခြင်းအပင်များကိုကြက်ကြက်ညက်ညက်မစိုက်ပါနှင့်စိုးထိုင်းဆများသောဒေသများတွင်အပင်များကြားလေဝင်လေထွက်နှင့်နေရောင်ခြည်ကောင်းစွာရရှိမှသာအရွက်များပေါ်ရှိရေစက်များမြန်မြန်ခြောက်သွေ့ပြီးမှုပေါက်ဖွားမှုကိုတားဆီးနိုင်မည်ဖြစ်သည်ရေလောင်းစနစ်အပင်များအပေါ်မှရေဖြန်းခြင်းကိုတတ်နိုင်သမျှရှောင်ကျဉ်ပါအပင်အောက်ခြေသို့သာရေလောင်းပေးပါအရွက်များရေကြာရှည်ဆိုနေခြင်းသည်ယောဂကူးစက်မှုကိုအားပေးသောကြောင့်ရေလောင်းမည်ဆိုပါကနက်နက်ခင်းတွင်သာလောင်းသင့်ပါသည်ကျန်းမာသောမျိုးကိုရွေးချယ်ခြင်းစိုက်ပျိုးမိကိုင်းဖြတ်သို့မဟုတ်ပြိုးပင်များသည်ယောဂကင်းစင်သောအပင်များဖြစ်ရန်အထူးဂရုပြုရွေးချယ်ပါဓာတုဆေးဖြင့်နှိမ်နင်းနည်းရာသီဥတုအခြေအနေကြောင့်ယောဂစတင်ကျရောက်လာပြီဆိုပါကဓာတုမှုတ်သက်ဆေးများကိုစနစ်တကျအသုံးပြုရန်လိုအပ်လာပါမည်ဈေးကွက်တွင်အလွယ်တကူဝယ်ယူရရှိနိုင်သောဆေးအုပ်စုများကိုအောက်ပါအတိုင်းခွဲခြားသုံးစွဲနိုင်ပါသည်တဲ့ကာကွယ်ဆေးများယောဂမကျရောက်မီသို့မဟုတ်ယောဂလက္ခဏာစတင်တွေ့ရှိချိန်တွင်အသုံးပြုသင့်သည်ဤဆေးများသည်မှိုစပိုးများအရွက်ပေါ်တွင်အမြင့်တွယ်ခြင်းကိုတားဆီးပေးသည်မန်ကိုဇက်ကလိုရိုသာလိုနေကော့ပါအခြေခံဆေးများနှင့်ပင်လုံးပြန့်ကုသဆေးများယောဂကြားရောက်မှုများပြားလာပါကအပင်အတွင်းပိုင်းအထိစိတ်ဝင်ကုသပေးနိုင်သောဆေးများကိုသုံးစွဲရပါမည်ဒိုင်ဖန်နိုကိုနာဇောအဇိုစီဆာထရိုပင်ဘရိုပီကိုနာဇောအထူးသတိပြုရန်ဆေးဖြန်းရာတွင်အရွက်ဤအပေါ်မျက်နှာပြင်သာမကအောက်မျက်နှာပြင်ကိုပါနှံ့ဆက်အောင်ဖြန်းပေးရန်အလွန်အရေးကြီးပါသည်မိုးများဆေးရင်ပါမှုမဖြစ်စေရန်အတွက်ဆေးအုပ်စုတစ်မျိုးတည်းကိုဆက်တိုက်မသုံးဘဲအုပ်စုမတူသောဆေးများကိုအလှည့်ကျအသုံးပြုပေးပါဥပမာပထမအကြိမ်မှန်ပြစ်ဖြန်းပြီးဒုတိယအကြိမ်တွင်ဒီဖက်နိုခေါ်နာဇိုပြောင်းဖြန်းခြင်းမျိုးဖြစ်ပါသည်စိုက်ခင်းတန့်ရှင်းရေးနှင့်လိုအပ်ချိန်တွင်ဓာတုဆေးကိုပေါင်းဆက်အသုံးပြုခြင်းဖြင့်ဂန္ဓမာရွက်ပြောက်ယောဂကိုအထိရောက်ဆုံးကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်ပါသည်